မကြောက်နဲ့မင်းစိတ်ထဲမှာကြောက်စိတ်တွေရှိနေသရွေ့အပြင်ကအမောင်ထုကမင်းကိုဝါမြူသွားလိုက်မယ်မိုးတဲထန်စွာရွာသွန်းတဲ့ညတိုင်းမီးအိမ်တစ်လုံးတင်လာတတ်တယ်ဒါပေမဲ့အဲ့ဒီမီးအိမ်နောက်ကိုလိုက်သွားတဲ့သူဘသူမှရွာကိုပြန်မလာဘူးရွာသားတွေကတော့ဒါကိုတေမင်းလန်းလို့ခေါ်ကြတယ်ညရောက်ရင်ဘသူမှအဲ့ဒီဘက်ကိုမသွားရဲကြပါဘူးမောင်လှကတော့အဲ့ဒီပုံပြင်တွေကိုမယူပါသူကဆင်းရဲတဲ့တစ်ခုသမားတယောက်ပါပါးခင်ကွယ်လွန်ပြီးကလေးကနာမကျန်းဖြစ်နေတဲ့အမိကိုတယောက်တည်းလှုပ်ကြွေးနေရတော့ပါတညမှာတော့မောင်လှအိမ်ပြန်လာချိန်မှာသူ့အမေဟာသွေးတွေအန်နေတာကိုတွေ့လိုက်ရတယ်ဆေးစရာကဒီညဆေးမရရင်မင်းအမေမနှက်ဖြန်ကိုမြင်ရတော့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဆေးဘိုးကအရန်များလို့ရွာထဲမှာအကူအညီလိုက်တောင်းပေမဲ့လူတိုင်းကတကားပိတ်ပြီးမတိချင်အောင်ဆောင်ခဲ့ကြတယ်နောက်ဆုံးမှာတော့အမေကိုကဲတင်ဖို့အတွက်တီမင်းလန်းတောအုပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်တောနတ်ထဲရောက်တဲ့အခါထူးဆန်းစွာပဲအရာအားလုံးကတီဆုံးနေတယ်လို့တိတ်ဆိတ်နေပါတယ်အဲ့ဒီအချိန်မှာပဲအဝေးစီကဝါတော်ကြားထဲကနေအဝါရောင်မီးအိမ်လေးတစ်လုံးရုတ်တရက်လင်းလာခဲ့တယ်မီးအိမ်ကရွေ့ရှားနေပြီမဲ့မြေကြီးပေါ်မှာတော့ခြေရာရှိမနေခဲ့ပါဘူးမောင်လာကြောက်လန့်ပြီမဲ့အမေကိုတတိယပြီးနောက်ကလိုက်သွားကြည့်ပါအိမ်ပြက်ကြီးတစ်လုံးရှိကြောက်သွားတယ်အိမ်ထဲမှာတော့အဖွားအိုတယောက်ထိုင်နေပြီးနောက်ဆုံးတော့ငါ့ကိုကူညီမဲ့သူရောက်လာပြီပေါ့လို့ပြောလိုက်တယ်နိုင်ရန်ပေါ်ကဓာတ်ပုံဟောင်းလေးထဲမှာသူ့အဖေနဲ့ပျောက်ဆုံးသွားတဲ့ရွာသားတွေရဲ့ပုံကိုတွေ့ပြီးမောင်လာထိတ်လန့်သွားတယ်ဒီမီးကိုမငြိမ်းစေနဲ့မီးလေးသွားအပြင်ကအမောင်ဝင်လာလိမ့်မယ်လို့တတိပေးလိုက်ရုတ်တရက်ဒုံးဆိုပြီးတကားကိုတစ်ခုခုကပြင်းထန်စွာစောင့်ထူလိုက်ပြီးတအိမ်လုံးတုံခါသွားပါတော့တယ်တကားအောက်ကနေအရိပ်တွေဝင်လာခဲ့ပြီးမီးအိမ်လေးဟာလေတဖြည်းဖြည်းမိတ်သွားခဲ့ပါတယ်အဘွားအိုကကြောက်လေလေမီးကငိမ့်လေလေပဲလို့အော်ပြောလိုက်တဲ့အချိန်မှာမောင်လှအမေမျက်နှာကိုပဲတတိယလိုက်တယ်ငါအမေအတွက်အသက်ရှင်ပြီးအိမ်ပြန်ရမယ်လူစိတ်ထဲကအော်ဟစ်လိုက်ချိန်မှာမီးအိမ်လေးဟာဘုံကနေပြန်လေတောက်ပလာခဲ့ပါတယ်ဒါကိုယူသွားမင်းအမေကိုကယ်လိုက်လို့အဖွားအိုကပြောလိုက်ပါတယ်မောင်လှအိမ်ကိုအမြန်ဆုံးပြန်ပြေးခဲ့ပြီးအမေကိုစေးကူးတာပေးနိုင်ခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ရွာသားတွေတောထဲကိုသွားကြည့်တဲ့အခါအိမ်ပြက်ကြီးကမရှိတော့ပဲအုတ်ကူဟောင်းနှစ်ခုကိုပဲတွေ့လိုက်ရပါတယ်အဲ့ဒီအုတ်ကူတွေပေါ်မှာဥပမြင့်နဲ့ဒေါ်မယ်ရီလို့ရေးထားပြီးညမောင်တာနဲ့တောနှစ်ထဲကနေမီးအိမ်အဝါရောင်လေးနှလုံးလင်းလာပါတော့တယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မြမရိုးရာအယူအဆတွေနဲ့ပုံမြင်တွေကိုအပတ်စဉ်အင်္ဂါနေ့နဲ့စနေနေ့ည9:00 နာရီတိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ MN Midnight Story ကို subscribe လုပ်သွားဖို့မမေ့နဲ့နော်